ပြန်လည်အသုံးပြုခြင်းစနစ်ကကျွန်တော်တို့ကိုတကယ်ပဲခေါင်းပုံဖြတ်နေတာလားအမိုက်ပုံးတွေကအလူမီနီယံဘူးခွန်တွေကိုအရေးဖြော်ပြီးတန့်စင်တဲ့တထုတုံးတွေအဖြစ်ပြောင်းလဲလိုက်တာကပေါ်ပူလာဖြစ်တဲ့အတိုင်းအစိုးရစီမှာတိုက်ရိုက်သွားရောက်ပြီးပတ်စံနေတာထက်ပိုပြီးတွက်ချေကိုက်မလားဆိုတာကိုကျွန်တော်စမ်းသပ်ချင်ခဲ့ပါတယ်ကျွန်တော်နေထိုင်တဲ့ဒေသမှာဆိုရင်ဘူးခွန်တစ်ဘူးကို30 ဆင့်ရတာမို့လို့ဒီဘူးခွန်လုံး100ကိုတွားရောက်ရင်အနည်းဆုံး$10ရရှိမှာဖြစ်ပါတယ်ဒါပေမဲ့ဒါကတန်ဖိုးပုံမှုကြီးမားတဲ့ကုန်ကျန်းပစ္စည်းတွေကိုလူတွေစီကနေပြန်လည်ရရှိနိုင်မှုအတွက်ပေးတဲ့မလုံးသို့မဟုတ်လက်ထိုးမှုတသက်ပဲလားဒါကိုလက်တွေ့စမ်းသပ်ဖို့အတွက်ကျွန်တော်ဟာတတုရီကျိုးကိုအသေးစားတစ်ခုကိုကိုယ်တိုင်စောက်လုပ်ခဲ့ပြီးဘူးခွန်လုံး100ကိုနမူနာအဖြစ်အရေးပြောကြည့်ခဲ့ပါတယ်ဒါမှသာပမာဏအများကြီးလှုပ်ဆောင်တဲ့အခါမှာတတုဘယ်လောက်ထိထွက်ရှိလာမလဲဆိုတာကိုအကြံဖြင့်တွက်ချက်နိုင်မှာမို့လို့ပါဗီဒီယိုထဲမှာမြင်တွေ့ရတဲ့အတိုင်းဒါကတော့ကျွန်တော်နောက်ဆုံးရရှိလာတဲ့အလူမီနီယံတထုတုံးတွေရဲ့ကိုလေးချိန်ဖြစ်ပြီးအကြမ်းဖြင့်အဖြစ်ဘူးခွန်30ဘူးတိုင်းမှာအခုလောက်ပမာဏရှိတဲ့ကုန်ကျန်းထွက်ရှိလာတာဖြစ်ပါတယ်လက်ရှိပေါက်ဈေးတွေအရတွက်ချက်ကြည့်မယ်ဆိုရင်တော့အခုရရှိလာတဲ့တထုတုံးတွေရဲ့တန်ဖိုးက$3ဝန်းကျင်ပဲရှိတာဖြစ်လို့ကနဦးရရှိမဲ့$10နဲ့ရှင်ရင်အများကြီးနှဲပါနေတာကိုတွေ့ရမှာပါဒါပေမဲ့ကောင်းတဲ့ဘက်ကပြန်တွက်ကြည့်ရင်တော့ကျွန်တော်တို့ပြည်သူလူထုတွေအနေနဲ့ပြန်လည်သုံးပြုခြင်းဆိုင်ရာစင်တာတွေမှာလုံးဝဥတုံလိမ့်လေလက်ပြားခြင်းမခံရပဲတကယ်ကိုထိုက်တန်တဲ့နှုံထားထက်တောင်ပုံမရရှိနေကြတယ်ဆိုတာကိုသိလိုက်ရတာမို့လို့စိတ်အေးလက်အေးရှိသွားနိုင်ပြီပဲဖြစ်ပါတယ်ဗျာ